တရားပြနေတဲ့ဘုန်းကြီးတွေတရားပြက်ပြီးဟဲ့ဆိုရင်အရထက်လူဝတ်ကြောင်တွေတရားမရှိတာထက်အစပေါင်းများစွာဆိုးရောပါရင်တွေ့သမျှကြားသမျှတွေမြင်မတော်တိုင်းပြောမိတော့လေအောင်မင်းပဲလွန်ရကြလိမ့်မယ်မင်္ဂလာပါခင်ဗျာဒီဗလော်လေးမှာကျွန်တော်မျှဝေခြင်းတဲ့အကြောင်းအရာလေးကတော့ကျောင်းတိုင်းဆရာတော်တစ်ပါးကနေပြီးတော့ဒီတီဗီကိုတွားပြီးမူရတောက်စားမြူတူပြောပါကခုံနာကိုဖန်စီအရေးရှူလူဝဲလဲခိုင်းလိုက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျဒီအကြောင်းအရာလေးကဘယ်မှာဖြစ်တာလဲဆိုရင်ပျော်ပွဲမြို့နယ်တဲကပြည်တော်အေးဆိုတဲ့ဘုန်းတော်ကြီးကျောင်းတိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်အဲ့ဒီပျော်ပွဲမြို့နယ်ပြည်တော်အေးဘုန်းတော်ကြီးကျောင်းတိုင်မှာရခင်မူလဆရာတော်ဘုရားကြီးပေါ့နော်ကျောင်းတိုင်ဆရာတော်ဘုရားကြီးပြန်လွန်တော်မူပြီးတဲ့အခါကျတော့ကျောင်းတိုင်ဘုန်းကြီးလစ်လပ်နေတဲ့နေရာကိုရွာသူရွာသားတွေကနေပြီးတော့နောက်ထပ်ကျောင်းတိုင်ဆရာတော်အဖြစ်နဲ့ဦးစင်းဦးမှုနေဓာတ်ကိုပြင်လျောက်ပြီးကျောင်းတိုင်မှာတရင်သုံးနေထိုင်တော်မူဖို့အတွက်ကျောင်းအပ်ပွဲတွေကျင်းပပြီးတော့အနှင်းခဲ့ပါအဲ့ဒီနောက်မှာကျောင်းတိုင်အသစ်ဆက်ဆက်ဖြစ်တဲ့ဆရာတော်ဦးမှုနေဓာတ်ဟာသူနေထိုင်ရာဒီပျော်ပွဲမြို့နယ်တွေကပြည်တီဘူးကြီးတစ်ခုကိုသွားပြီးတော့မိုးရတောက်စားတယ်ပြီးတော့ကခုံနေတယ်ဆိုတဲ့အကြောင်းအရာကိုအမီမဖော်လို့တဲ့လူတယောက်ကနေပြီးတော့တက်ဆံရကိုတရင်လှန်ပေးပါတယ်အဲ့ဒီခါမှာတက်ဆံရလူကြီးများကတွားရောက်ပြီးတော့စစ်ဆေးတဲ့အခါမှာပြီးကိုတဲ့တရင်နဲ့အတိအကျဖြစ်နေတဲ့အတွက်ဖန်စီအရေးယူလိုက်ပါနောက်တော့တာဝန်ရှိပုဂ္ဂိုလ်များကနေပြီးတော့ဒီပြောပွဲမြို့နယ်ကတန်ခါမာနာယကဆရာတော်ဘုရားကြီးတွေကိုပြင့်ဖိပြီးတော့ဥမှုနေဓာတ်ရဲ့အမှုကိုစစ်ဆေးပါစစ်ဆေးလိုက်တဲ့အခါမှာသူ့လူရတဲ့အားလုံးပေါ်ပေါက်သွားတဲ့အတွက်ကြောင့်တန်ခါနာယကဆရာတော်ဘုရားကြီးများကနေပြီးတော့ဒီဥမှုနေဓာတ်ကိုတိတ်ခါချပြီးတော့လူဝဲလဲခိုင်းလိုက်ပါပြီးတော့လည်းလူဝဲလဲပြီးပြီဆိုတော့ကျောင်းနဲ့မတက်ဆိုင်တော့ဘူးဆိုပြီးတော့ကျောင်းကနေလည်းတခါတည်းနှင်ထုတ်လိုက်ပါပြဿနာကဒီမှာတင်ပြီးတာလားဆိုတော့မဟုတ်ပါအဲ့ဒီလိုဥမှုနေဓာတ်ကိုလူဝဲလဲပြီးကျောင်းကနေနှင်ထုတ်ပြီးသွားတဲ့နောက်မှာလူထွက်သွားတဲ့ဥမှုနေဓာတ်ရဲ့ဆွေမျိုးတော်ဆက်တဲ့လူတွေကနေပြီးတော့အဲ့ဒီကျောင်းတိုက်ကိုလာတယ်ပြီးတော့ဒီတန်ခိကပစ္စည်းတွေပေါ့ကျောင်းပိုင်ပစ္စည်းတွေအားလုံးအထူးအဖြင့်ကားပါတယ်နောက်အသုံးဆောင်ပရိဘောဂပစ္စည်းတွေအားလုံးကိုကျောင်းကနေယူပြီးတော့သူတို့အိမ်တွေကိုအသီးသီးယူဆောင်သွားကြအဲ့ဒါကိုမကျေနပ်တဲ့ရွာသူရွာသားတွေကနေပြီးတော့ဝုန်းဝုန်းနေတာရဲ့ဆွေမျိုးတွေယူဆောင်သွားတဲ့ကျောင်းပိုင်ပစ္စည်းတန်ခိကပစ္စည်းအားလုံးကိုငကူမူလအတိုင်းပြန်လည်ရရှိအောင်လှုပ်ဆောင်ပေးဖို့သက်ဆိုင်ရာတာဝန်ရှိသူအတီးသီးရဲ့ထံမှာအမှုဖွဲ့တိုင်တန်းထားပါတယ်ခင်ဗျဖြစ်စဉ်လေးရတော့သတင်းထဲမှာဒါပဲပါပါတယ်ဒီတော့နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ်ခင်ဗျ